Hello အားလုံးမင်္ဂလာပါဆွေလေးရိုးရရှိတဲ့နေ့လွယ်လုပ်ငန်းမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောမိတ်ဆွေများကိုမျှဝေခြင်းတဲ့အကြောင်းအရာကရှေ့ဗီဒီယိုမှာပြောရတဲ့ကျွန်တော်ဒီလမ်းညွှန်ထားတယ်ကျွန်တော်ဆရာဦးဝင်းရွှေနဲ့ခုခွင့်ကြအောင်ပြောထားတဲ့အတိုင်းပဲကျွန်တော်ညူသမီးနဲ့ကျွန်တော်ကဒီတောင်ကြီးမြို့မှာရှိတဲ့အဲ့ဒီတော့တတိပဋ္ဌာန်ကျောင်းဆိုတာရွှေချင်းခိုင်းဆိုတာရှိရွှေချင်းခိုင်းကဆရာတော်ဦးစိန်တိတာပေါ့နော်ကျွန်တော်တို့ငယ်ကလေးကမိဘတွေဦးလေးတွေဘာကြီးတွေကိုဝေခဲ့တဲ့ကျောင်းပေါ့အဲ့ဒီကျောင်းမှာဆရာတော်ကလည်းရွှေချင်းဆရာတော်ဖြစ်တဲ့အတိုင်းပဲဝိနည်းတိတ်ခါနဲ့အရင်ညီညွတ်တယ်အဲ့ဒီကလေးကဆရာတော်ကတက်ကြီးပိုင်းဖြစ်နေပါပြီတက်80ဝန်းကျင်လောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီချိန်ကာလတုန်းကလေအဲ့တော့ကျွန်တော်ကမနေ့ဆိုရင်ဆရာတော်စီတွားပြီးတော့မှတလောက်ကို3-4ခါလောက်တွားပြီးတော့ဆွန်းတော့ကတ်တယ်ဆရာတော်ကမေးပါတယ်ဘာကြောင့်လို့လဲမွေးနေ့လားဘ누구အတွက်လက်ကတ်တာလဲဘာညာပေါ့နော်ကျွန်တော်တော့ကတ်တိုင်းလဲဆရာတော်ရဲ့အာယုံဆုံးမိအောင်ကတ်တာပေါ့နော်ဆရာတော်ကမနေ့6နာရီမထိုးခင်တော့ဆိုသူကအာယုံဆုံးဖုံးတက်တယ်လीနော်အခုကတော့အစောကြီးထားပြီးတော့မှအိမ်မှာချက်နိုင်လဲချက်မချက်နိုင်လဲကျွန်တော်တို့ချက်ပေါင်းခောက်ဆွဲတို့ပေါ့လို့တော့ကတ်တာပေါ့လीနော်အဲ့ဒီမှာဆရာတော်စီမှာကတ်ပြီးတော့မှ2လ4လလောက်ကတ်ပြီးတဲ့အချိန်မှာရခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဆရာတွေညွှန်ကြားခဲ့တဲ့အတိုင်းပဲကျွန်တော်ကအချိန်လဲရတာပေါ့နော်ကျွန်တော်တို့ကခုပိုင်လုပ်ငန်းလုပ်တဲ့လူတွေဆိုတော့အဲ့မှာကျွန်တော်တို့ဖိုလီပေါ့နော်ဖိုလီတို့ဒီတော့လုပ်ခဲ့တဲ့ ACD ကျောင်းတောင်ကြီးမြို့ ACD စာနေတိုင်းဆိုတာရှိရယ်အဲ့ ACD စာနေတိုင်းမှာလည်းကျွန်တော်ကဒီလစဉ်ဆွန်အတွက်ဒီမြို့မဈေးမှာကောက်နေတဲ့အလူငွေတော့ကောက်လာပေါ့ဒီဖိုလီတွေတို့မကောက်တာကြာပြီဆိုတော့ကျွန်တော်ကသူတို့ရဲ့စီးရင်စရာတွေပြန်တောင်းတယ်သူတို့ရဲ့ပေါချာတွေဆရာတော်နာတောင်းတယ်အဲ့မှာအကြောင်းတိုက်အုပ်ဆရာတော်လားမသိဘူးသူနာပေါချာတွေပဲတောင်းပြီးတော့မှကျွန်တော်ခွင့်တောင်းတယ်ကျွန်တော်ဒီ ACD ရဲ့လစဉ်ဆွန်လေးကိုကျွန်တော်မြို့မှာဈေးထဲမှာနိုင်တယ်လို့ကောက်ချင်တယ်ဆရာတော်ခွင့်ပြုမယ်ဆိုရင်ကျွန်တော်စင်းစရာနဲ့ကောက်ပြီးတော့မှစင်းစရာနဲ့ဆရာတော်ကအမယ်ပြီးရင်ဆရာတော်တို့တုံးတဲ့အတုံးစည်းတွေကိုအဆင်ပြေတပည့်တော်ပေးပြီးတော့မှဒီအလှူရှင်တွေကိုကျွန်တော်ပြန်ပြီးတော့မှစင်းရှင်းနဲ့ထုတ်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးခွင့်တောင်းတာပေါ့အဲ့လိုခွင့်တောင်းတဲ့အချိန်မှာကျွန်တော်2နှစ်နီးပါးကျွန်တော်လုပ်ခဲ့တယ်အဲ့ရှိကလေးပေါ့နော်ကျွန်တော်ကလာစဉ်အဲ့ဒီမှာတဆိုင်ဝင်ပေါ့ဗျာစကားပြောလိုက်မိတ်ဆွေလည်းတိုးတယ်လေကိုကဈေးထဲမှာနေတဲ့လူဆိုပေမဲ့တိတ်မလဲဘူးတိတ်မသွားဘူးဒါပေမဲ့ရှေ့ကဖိုလီတွေစင်းကိုလိုက်ကြည့်ပြီးတော့မှအဲ့စင်းတွေကောက်ကိုရဲ့မိတ်ဆွေတွေကိုလည်းACD မှာဒီလိုလာစဉ်ဆိုထဲလို့ရတယ်အဆင်ပြေတော့ထဲလို့ရကျွန်တော်လာစဉ်လာကောက်မယ်ပေါ့နော်အဆင်ကောက်ပြီးရနဲ့နောက်တလားကြရင်ရှေ့တလားကောက်ထားတဲ့အလူငွေစင်းအတုံးစင်းတွေကိုကျွန်တော်ကပြန်ပြီးတော့မှပြန်ရှင်းတန်းထုတ်ပေးရပေါ့နော်ပြီးတော့ဆရာတော်မှာဘယ်လောက်ကြံပါလဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးပဲပေါက်ချာနဲ့ဆက်ချက်နာကျွန်တော်ကောက်ခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့ရှင်းပြောရင်ကိုစိတ်ကိုဘာသာရေးကိုမြည်ဆွဲတာမဟုတ်ဘူးเนาะကျွန်တော်ဆိုလို့တည်းပြတခြားဘာသာခြားတွေနားထောင်နေမှာဆိုလို့ကိုစိတ်ကိုဒီဖြူစစ်စင်လေးနဲ့ကောင်းမှုကုသိုလ်လေးဖြစ်အောင်ပေါ့ကိုယုံကြည်တဲ့ဘာသာတရားပေါ့ဗျာအဲ့လိုမျိုးလည်းကျွန်တော်လုပ်ခဲ့တဲ့အကြောင်းပြောပြတာပါဒီအလှူရှင်တွေလည်းကျွန်တော်ရှင်းနှထုတ်ပြီးတော့တရားထက်တန်ပြီးတော့ထဲလာကြတဲ့အချိန်မှာကျွန်တော်ကဒီ ACD ကိုအခေတ်ကာလတုန်းကတလားကို3သိန်းခွဲ3သိန်း6တောင်းဝန်းကျင်လောက်ကျွန်တော်အမြဲတမ်းအလှူရှင်တွေကိုလှူပေးနိုင်တယ်ပေါ့အလှူရှင်တွေကလည်းငါတို့2000 3000 5000လောက်နဲ့ဘုံကျော်တက်လှူရင်မလှူဖြစ်ဘူးတဲ့နင်းလာကောက်ပြီးလို့ကျေးဇူးတင်တယ်ဘာညာပေါ့အပြတ်အလှန်ပေါ့ဗျာအဲ့တော့ဒီတန်ခါဒီစာတင်တိုက်ကလည်းအလှူငွေအများကြီးရတာပေါ့နော်သူတို့ကလည်းဆရာတော်ဒီကျောင်းမှာလည်းတန်ခါကလည်းအဲ့ကလေးကရာကျော်ရှိပြီဗျာကျွန်တော်သိမမှတ်မိတော့ဘယ်လောက်လဲတော့မမှတ်မိဘူးဒါပေမဲ့အဲ့ရာကျော်တော့ရှိရပေါ့နော်အဲ့ဒီမှာကျွန်တော်ကအဲ့လိုကောင်းမှုကုသိုလ်လေးတွေလုပ်တဲ့အကြောင်းကိုပြောပြထားပါ
ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ